သင်္ကန်းကျွန်းမြို့နယ်ရဲ့လူစီကားဆုံးလမ်းအခြေဆုံးဖြစ်တဲ့အလွှာနှိပ်တိုက်ခန်းအယောင်နဲ့မိတ်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ရှင်မှတ်တိုင်အနေနဲ့ဆိုရင်စံပြစည်းမှတ်တိုင်မှာဆင်းပေးပါရှင်တန်သူ့မှာမိန်လန့်မကြီးကိုထဲပေါက်ပြီးလမ်းညွန်ရတာလဲလွယ်ကူမယ်ဟမ်းမိတ်ဒဂရီရှင်လှလှလေးတွေအလေးရောင်ကောက်ကောက်နဲ့ချဲလို့ရမယ်အခမ်းမဲ့ဖြစ်ပါတယ်ရှင်တီးသက်ဝရဏမှာဆိုရင်မျက်ခင်းစိမ့်တွေခင်းပေးထားပြီးမျက်စိအေးစီမှာအမှန်ပါပဲရှင်မျက်နှာချက်ကအစားဒီဇိုင်းအဆန်းလေးလုပ်ပေးထားပဲဖြစ်ပါတယ်ရှင်တန်ပန်းဆိုင်ရှိတ်ထုတ်ပေးထားမယ်အရှိမျက်နှာစာကကျဲဝန်းတဲ့အတွက်အလေးရောင်နဲ့လေးဝေးလေးထွက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်ရှင်မိန်းဝင်ပေါင်းမှာဆိုရင်တကားသုံးထပ်ကိုလုံးဝဆေးဖြစ်အောင်တက်ဆင်ပေးထားပြီးတနေ့တာလုံးတက်တောင့်တက်တာအနားယူနေထိုင်နိုင်မှုအတွက်အိတ်ခမ်းဧကန်မှာပါကီအပြည့်ခင်းမိထားပဲဖြစ်ပါတယ်ရှင်ဧကန်မှာလှပတင်တဲ့ခန္ဓာမဲ့ TV ကိုဆိုဖာအဲကွန်တစ်လုံးကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်လှပတဲ့ပန်းအိုးများစွာပါဝင်ပြီးကိုပိုင်မီတာကိုပိုင်မော်တာများပါဝင်ပြီးဘရိကာများတက်ဆင်ပေးထားမယ်စာရွက်စာတမ်းအရှုပ်အရှင်းလုံးဝကင်းတဲ့အခန်းတစ်ခန်းကိုလာရောက်ဝယ်ယူဖို့အတွက်တိုက်တွန်းလိုက်ပါစီရှင်တခန်းလုံးရေမီစေချမ်းကင်းအကုန်အသစ်အသုံးပြုရမှာပဲဖြစ်ပါတယ်ရှင်စီလင်မှာအလှကျက်သေးတဲ့မျက်နှာပန်းကိုပေါ်လွင်အောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပြီးနံရံမှာမီးရိမ်လေးပါဝင်မယ်လှပတဲ့မှန်တစ်ချက်ကအစားထည့်သွင်းပေးထားပဲဖြစ်ပါတယ်အလင်းအောင်ကောင်းကောင်းရမယ့်ပရင်းပေါက်တိုင်းမှာအလူမီနီယံတကားတွေကိုတက်ဆင်ပေးထားပြီးအခန်းအတွင်းလုံခြုံမှုရှိစေဖို့အတွက်ပန်ပန်းပတ်လည်တက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်ပေအစိမ့်ပေ90ခရက်မြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားပြီးအခန်းရဲ့အကျယ်ဝန်းက12ပေခွဲ90ပေကျယ်ဝန်းမယ်အခန်းရဲ့အမြင့်က9ပေရှိပါတယ်ရှင်အလွှာအနေနဲ့ဆိုရင်ဒုတိယတက်ပဲဖြစ်ပါတယ်ရှင်အိမ်ခန်းထဲမှာဆိုရင်လည်းမှန်တင်ကုန်ပါဝင်မှာပဲဖြစ်ပါတယ်ရှင်လေဝင်ပေါက်အလှလေးကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်မိဖို့ကန်းအဝင်းစလိုက်တော့တက်ဆင်ပေးထားမယ်ကျွေပြားခင်းကျွေပြားကပ်ပေးထားပြီးမိဖို့ကန်းရဲ့အကျယ်ဝန်းကအိမ်ရှင်မတို့စိတ်တိုင်းကြဖြစ်စီမှာအမှန်ပါပဲရှင်ဝင်းလျှော်ဆက်ရေကဲတစ်တာထားလို့ရမယ့်နေရာတွေပါဝင်မယ်ရေချိုးကန်းအိမ်သာသီးသန့်ပါဝင်ပြီးအုံကန်ထဲသွင်းပေးထားပဲဖြစ်ပါတယ်ရှင်အဝီစီဂျိုးမြူရေနှလိုက်ပါဝင်ပြီးသင်္ကန်းကျွန်းမြို့နယ်ကတော့ရေတော်လေးကိုကောင်းပြီးကြည်တတ်နေရပါပဲရှင်အပေါ်ဖက်အောက်ဖက်မှာဆိုရင်ကပ်ပီနက်ကိုတက်ဆင်ပေးထားမယ်နန်းရံမှာကျွေးပြားတစ်ဝက်ကပ်ပေးထားပဲဖြစ်ပါတယ်ရှင်အလှဲနဲ့အိမ်နံပါတ်ပေါင်းခြင်းအားဆိုရင်ဖြင့်အရှိတောင်8ပဲဖြစ်ပါတယ်သင်္ကန်းကျွန်းမြို့နယ်ရဲ့စံပြရက်ကွက်မှာဆိုရင်ကားပါကင်ဝင်းကြီး2ခုရှိတဲ့အတွက်ကားပါလာသောအဝဲဧည့်သည်တော်များအတွက်အဆင်ပြေမဲ့လမ်းပဲဖြစ်ပါတယ်ရှင်ရင်းနှီးမြုံနှံရဲ့လည်းအဆင်ပြေမဲ့အခန်းလေးမို့လူကြီးမင်းတို့အကြိုက်နဲ့ထပ်တူကြစီမယ်ဆိုရင်လာရောက်ဝယ်ယူဖို့အတွက်တိုက်တွန်းလိုက်ပါစီရှင်အယောင်ခေါ်စည်းကတော့3530ကိုအထူးညီနိုင်အောင်ချပေးသွားမှာပဲဖြစ်ပါတယ်ရှင်နှလုံးသားတွေနှွေးထွေးစေမယ်အေးချမ်းလုံခြုံမှုတက်တောင့်တက်တာအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစီလို့ရွှေစင် property မှာစုမုံကောက်တောက်ပေးလိုက်ပါတယ်ရှင်ရှင်းရတဲ့ဧည့်သည်တော်များတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်